အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ထိုင်းစကားအခြေခံသင်ခန်းစာခုနှစ်ကိုလာပြီးတော့မျှဝေပေးပါမယ်ခင်ဗျာသင်ခန်းစာခုနှစ်မှာဘာတွေပါလဲဆိုတော့နံပါတ်1ကနေရောင်ခြည်ဆိုရင်ထိုင်းလို့ that နေရောင်ခြည် that ပူတယ်ဆိုရင်ร้อนပူတယ်ဆိုရင်ร้อนအေးတယ်ဆိုရင်เย็นဆိုရင်เย็นမိုးရွာတယ်ဆိုရင်ฝนตกမိုးရွာတယ်ဆိုရင်ฝนตกเปลี่ยนตีဆိုရင်กลับเปลี่ยนตีဆိုရင်กลับแลตีဆိုရင်เที่ยวแลตีဆိုရင်เที่ยวစက်ရုံဆိုရင်โรงงานစက်ရုံဆိုရင်โรงงานအပြင်ข้างนอกအပြင်ข้างนอกနှစ်ဆိုရင်ปีနှစ်ဆိုရင်ปีတစ်နှစ်နှစ်နှစ်ကိုပြောတာเนาะနှစ်ဆိုရင်ปีလဆိုရင်เดือนလဆိုရင်เดือนရက်ဆိုရင်วันရက်ဆိုရင်วันมะနေ့ကဆိုရင်เมื่อวานมะနေ့ကဆိုရင်เมื่อวานဒီနှစ်ဆိုရင်ปีนี้ဒီနှစ်ဆိုရင်ปีนี้နောက်နှစ်ဆိုရင်ปีหน้าနောက်နှစ်ဆိုရင်ปีหน้าဘယ်နှခုဘယ်နှလုံးအဲ့လိုမျိုးပြောချင်ရင်กี่ဥပမာဘယ်နှခုဆိုရင်กี่อันအဲ့လိုမျိုးเนาะกี่อันโอเคပြန်ကြည့်အောင်နေရောင်ခြည် that နေရောင်ခြည် that ပူตีร้อนပူตีร้อนเอตีเย็นเอตีเย็นမိုးရွာตีฝนตกမိုးရွာตีฝนตกเปลี่ยนตีกลับเปลี่ยนตีกลับแลตีเที่ยวแลตีเที่ยวสยงโรงงานสยงโรงงานอเปลี่ยนข้างนอกอเปลี่ยนข้างนอกเน็ตปีละเดือนแยดวานมันนี้ก็เมื่อวานมันนี้ก็เมื่อวานดีเน็ตปีนี้ดีเน็ตปีนี้เนาเน็ตปีหน้าเนาเน็ตปีหน้าเบนะกี่โอเคစာလုံးလေးတွေရပြီဆိုရင်စာကြောင်းလေးတွေတွားကြည့်အောင်ပတ်1မှာဆိုရင်စက်ရုံမှာနေတယ်စက်ရုံမှာအလုပ်လုပ်တယ်อยู่โรงงานทำงานโรงงานอยู่ဆိုတာနေတယ်โรงงานဆိုတာစက်ရုံทำงานဆိုတာအလုပ်လုပ်တယ်စက်ရုံမှာနေတယ်စက်ရုံမှာအလုပ်လုပ်တယ်အဲ့တော့อยู่โรงงานทำงานโรงงานပတ်2ကတော့အပြင်မှာနေအရန်ပူတယ်ข้างนอกแดดร้อนมากข้างนอกแดดร้อนมากข้างนอกဆိုတာအပြင်မှာแดดဆိုတာနေရောင်ခြည်ร้อนมากဆိုတာအရန်ပူတယ်အဲ့တော့ข้างนอกแดดร้อนมากဆိုရင်အပြင်မှာနေအရန်ပူတယ်နံပါတ်3မှာဆိုရင်လုပ်ပြီးသွားပြီးအိမ်ပြန်တော့မယ်ทำเสร็จแล้วจะกลับบ้านแล้วทำเสร็จแล้วจะกลับบ้านแล้วทำဆိုတာလုပ်တယ်เสร็จแล้วဆိုတာပြီးပြီจะกลับပြန်တော့မယ်บ้านဆိုတာအိမ်ပြန်တော့မယ်အဲ့တော့ทำเสร็จแล้วจะกลับบ้านแล้วနံပါတ်4ကမနေ့ဖြန်အလဲသွားမယ်พรุ่งนี้จะไปเที่ยวพรุ่งนี้จะไปเที่ยวพรุ่งนี้ဆိုတာမနေ့ဖြန်จะไปသွားမယ်เที่ยวဆိုတာလဲမယ်พรุ่งนี้จะไปเที่ยวမနေ့ဖြန်အလဲသွားမယ်နံပါတ်5ကတော့ထိုင်းမှာနေတာဘယ်နှစ်ရှိပြီလဲဆိုရင်อยู่ประเทศไทยกี่ปีแล้วอยู่ประเทศไทยกี่ปีแล้วอยู่ဆိုတာနေတယ်ประเทศไทยထိုင်းနိုင်ငံกี่ปีဆိုတာဘယ်နှစ်แล้วဆိုတာဘယ်နှစ်ရှိပြီလဲအဲ့ဒါပြောတာเนาะ
อยู่ประเทศไทยกี่ปีแล้วไทยနိုင်ငံမှာနေတာဘယ်နှစ်နှစ်ရှိပြီလဲโอเคရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်သင်ခန်းစာမှာပြန်တွေ့မယ်ခင်ဗျာ